လူတယောက်ရဲ့ဘဝမှာအောင်မြင်မှုဆိုတာကံတရားကြောင့်လားဒါမှမဟုတ်စနစ်တကျပြုစုပြောထောင်ထားတဲ့လေ့ကျင့်တွေကြောင့်လားကဘာကျော်ပုံကိုယ်တွေခေါင်းဆောင်တွေနဲ့အောင်မြင်သူတိုင်းရဲ့နောက်ွယ်မှာတူညီတဲ့လှုပ်ချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဒီနေ့ကျွန်တော်ပြောပြပေးမယ့်စာအုပ်ထဲကအချက်တွေပါပဲအားလုံးပဲမင်္ဂလာပါThe Grow လက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျအခုကျွန်တော်ကင်ထားတဲ့စာအုပ်ကတော့ Stephen Covey ရေးသားထားတဲ့ The 7 Habits of Highly Effective People ဖြစ်ပါတယ် Stephen Covey ဆိုတာကမ္ဘာကျော်စာရေးဆရာတွေမကပဲအမေရိကန်နိုင်ငံရဲ့ဩဇာအရှိဆုံးပုဂ္ဂိုလ်25ဦးထဲကတယောက်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ခေါင်းဆောင်မှုဆိုင်ရာပါရဂူတူပါသူဟာလူပေါင်းများစွာရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်ခဲ့တဲ့အတွေးခေါ်ရှင်တူလည်းဖြစ်ပါတယ်ဒီစာအုပ်ဟာရောင်းဝအကောင်းဆုံးစာအုပ်စင်းမှာဆယ်စုနှစ်နဲ့ချီရပ်တည်နေပြီးဘာသာစကားပေါင်း40ကျော်ပြန်ဆိုထားရပါတယ်။ဘာကြောင့်ဒီစာအုပ်ကအရေးကြီးတာလဲဆိုတော့သူကခိတ္တခဏအောင်မြင်ဖို့နီလန်push pitch တွေကိုမပြဘဲလူတစ်ယောက်ရဲ့ပင်ကိုအည်သွေး character နဲ့ mindset ကိုအခြေခံကနေစပြီးအုတ်မြစ်ချပေးနိုင်ခဲ့လို့ပါ။အပြင်ပန်းအောင်မြင်မှုတွေထက်အတွင်းစိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုအဓိကထားပါတယ်။ဒီစာအုပ်ကဘာတွေအထောက်အကူပြုမှာလဲဒီစာအုပ်ကိုလေ့လာခြင်းအပြင်သင်ဟာကိုယ့်ဘဝကိုကိုယ်တိုင်ထိန်းချုပ်မောင်းနှင်လာနိုင်မယ်အချိန်ကိုအကျိုးရှိဆုံးစီမံခန့်ခွဲတတ်လာမယ်ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးမှာလူတိုင်းရဲ့အားကိုးယုံကြည်မှုကိုရလာမယ်ပြီးတော့ရေရှည်တည်တတ်တဲ့အောင်မြင်မှုကိုတည်ဆောက်နိုင်မှာပါဒီလောက်ဖို့တန်တဲ့သင်ခန်းစာတွေကိုထိုင်နေတဲ့အနှစ်ချုပ်ဖို့ဆိုတာမလွယ်တာကြောင့်ကျွန်တော် The Grow လက်မှာ7 Habits Series အနေနဲ့အပိုင်း9ပိုင်းခွဲပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအပိုင်းတွေကတော့ Habit 1 Be Proactive ကိုယ့်ဘဝရဲ့တာဝန်ကိုကိုယ်တိုင်ယူခြင်း Habit 2 Begin with the end in mind ပန်းတိုင်းကိုကြုံမြင်ပြီးမှစတင်ခြင်း Habit 3 Put first thing first အရေးကြီးဆုံးအလုပ်ကိုအရင်လုပ်ခြင်း Habit 4 Think win-win နှစ်ဦးနှစ်ဘက်အကျိုးရှိအောင်ကြံစခြင်း Habit 5 Seek for to understand သူတစ်ပါးကိုအရင်နားလည်အောင်ကြိုးစားခြင်း Habit 6 Synergize အင်အားစုပေါင်းပြီးလှုပ်ဆောင်ခြင်း Habit 7 Sharpen the saw ကိုအမြဲတွေးနေခြင်းဒါတွေကသင်ဘဝရဲ့အုတ်မြစ်တွေဖြစ်လာပါလိမ့်မယ်နောက်လာမယ့်ဗီဒီယိုမှာတော့ကျွန်တော်တို့ Habit 1ဖြစ်တဲ့ Be Proactive ကနေစတင်သွားမှာပါသင်ဘဝကိုဒီနေ့ကစပြီးလေ့ကျင့်ကောင်းတွေပြုစုပြောထောင်ဖို့အဆင်သင့်မဲလားအဆင်သင့်ဖြစ်တဲ့ဆိုရင်ဒီ series လေးကိုမလွတ်သွားဖို့ channel လေးကို subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးကျွန်တော်မင်းမှာအတူတူလေ့လာပြီးတယောက်ကိုတယောက်မျှဝေရင်အတူတူကြည်တော်သွားကြရအောင်ဆုံးထိကြည့်ရှုနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ